ရာတော်နည်းနည်းလောက်လျှောက်ထားပြစီတပည့်တော်ဆုံးဘူးတဲ့ဆရာတော်တစ်ပါးပါကျင့်ဝတ်ပฏิပတ်တွေလည်းကောင်းပါလေစိတ်သဘောထားလည်းကောင်းပါလေဆရာတော်ဒါမဲ့ဒီလိုမိတ်တယ်ဗျာအဲ့တပည့်ကအခုတော့သမထဝိပဿနာအောင်မြင်မြင်ရှုထားပြီးပြီအဲ့ဒီဆရာတော်ကဒီလိုမိတ်တယ်ဆရာတော်တပည့်တော်တပည့်တွေကိုဖောက်ဆရာတော်ဘုရားကြီးတွေကိုလုံးဝမပေးနာရဲဘူးဇန်သမာဓိမစိုက်နိုင်တော့တဲ့ခေတ်ကြီးမှာဇန်သမာဓိတွေစိုက်တယ်ဆိုတဲ့အကြောင်းကိုပြောနေတယ်ဒီယုတ်ဒီနံတွေကိုရှုလို့မရတဲ့ဟာကြီးကိုရှုလို့ရတယ်လို့ပြောနေလို့သူ့တရားတွေကိုတပည့်တော်ကမပေးနာရဲဘူးတဲ့ဟောကြောက်ဆရာကြီးနော်ဒီတရားတွေကိုဖောက်ဆရာတော်ဘုရားကြီးကဟောတာလားဘုရားကဟောသွားတာလားဆရာတော်ဘုရားကြီးကပြန်ဖော်ထုတ်ပေးခြင်းသာမဟုတ်ဘူးလားအကြောင်းအကျိုးကြည့်လို့ပြန်ဖော်ထုတ်ပေးနိုင်တာပါအဲ့ဒီအကြောင်းအကျိုးတရားနဲ့မလာလို့ရှိရင်ဒီနေ့ဒီတရားဟောနေတဲ့ပုဂ္ဂိုလ်လေဒီပိဋကကြီးကိုအကြောင်းအကျိုးမရှိရင်ဘယ်လိုလုပ်ပြီးတော့ကူညီလို့ရပါမလဲဟုတ်ပြီနော်အကြောင်းအကျိုးတရားဆိုတာကူညီတဲ့သူနဲ့အကူညီခံရတဲ့သူနှစ်ဦးစလုံးမှာရှိတယ်ဘုရားရဲ့တာဝကတွေဖြစ်ဖို့အကြောင်းအကျိုးတရားမရှိရဘူးလားရှင်သာရိပုတ္တရာရှင်မောဂလန်တို့ရဲ့တပည့်တွေဖြစ်ဖို့အကြောင်းအကျိုးတရားမရှိရဘူးလားရှင်နန္ဒာရဲ့တပည့်တွေဖြစ်ဖို့အတွက်အကြောင်းအကျိုးတရားတွေမရှိရဘူးလားဖောက်ဆရာတော်ဘုရားကြီးရဲ့ဒီကဲ့သို့ဤကဲ့သို့လင်းတဲ့တရားကြီးကိုဘုရားရှင်ရဲ့အလိုတော်ကြအတိုင်းဒီလပိုင်းလဲဒီလပိုင်းမို့လို့တမာတိပိုင်းမှာလဲတမာတိပိုင်းမို့လို့ပညာပိုင်းမှာလဲပညာပိုင်းမို့လို့တကယ်ထိထိမိမိမှန်မှန်ကန်ကန်လေးလေးနက်နက်ပြန်လဲဖော်ထုတ်ပေးနိုင်တာအကြောင်းအကျိုးရှိလို့မဟုတ်ဘူးလားဒီနေ့တရားဟောနေတဲ့ပုဂ္ဂိုလ်ဖောက်ဆရာတော်ဘုရားကြီးရဲ့တပည့်အရင်ဖြစ်လာရတာလေအကြောင်းအကျိုးရှိလို့မဟုတ်ဘူးလားဒီတရားကိုပြန်လဲသင်ပေးနိုင်တဲ့အခြေအနေရောက်တာလည်းပဲအကြောင်းအကျိုးရှိလို့မဟုတ်ဘူးလားတရားပိဋကကြီးဒီကိုရောက်လာတာလည်းပဲအကြောင်းအကျိုးရှိလို့မဟုတ်ဘူးလားအဲ့ဒီအကြောင်းကျိုးတရားတွေကဘုရားရှင်ကြောင့်ဖြစ်တာပါဟုတ်ပြီနော်ပါရမီဖြစ်ရမယ်ပါရမီတရားကောင်းတွေကိုကိုစီဆံရဘဝတွေမှာဖြစ်ကျင့်စည်းဖို့ရှာမိခဲ့လို့ထိုပါရမီတရားတွေကိုကံလို့ခေါ်မယ်ကံတွေဟာသစ္စာရှိပါတယ်ကံဟာသိသစ္စာရှိတယ်ကောင်းကံကောင်းကျိုးပေးတဲ့နေရာမှာဘယ်တော့မှသစ္စာမမဲ့ဘူးသစ္စာရှိတယ်ကောင်းကံကမကောင်းကျိုးဘယ်တော့မှမပေးဘူးမကောင်းကံကလည်းမကောင်းကျိုးပေးတဲ့နေရာမှာသစ္စာရှိတယ်ဘယ်နိုင်ငံဘယ်လူမျိုးဘယ်မိခင်ရဲ့ဝန်ကြတိုက်မှာပဲသွားပြီးတော့ပြိတ္တိနေပါစေလွတ်မြောက်ရာခီးကိုရှာမိခဲ့တဲ့ပုဂ္ဂိုလ်မှန်ရင်အချိန်ရောက်ပြီဆိုလို့ရှိရင် when time ripen အဲ့ဒီစကားလေးသိကောင်းတယ်နော် when time ripen အချိန်ရောက်ပြီဆိုရင်ရောက်ရမယ့်နေရာကိုရောက်တယ်ခရစ်ယာန်မိသားစုဘုန်းတော်ကြီးတွေတောင်မှသူ့မောင်နှမတွေထဲပါသေးတယ်အချိန်ရောက်တော့ဒီဆရာတော်ဒီရောက်လာတယ်သမထဝိပဿနာသီလသမာဓိပညာသိက္ခာပညာအကျင့်မြတ်ကိုအောင်မြင်မြင်နဲ့ရှုသွားတယ်။ဩကံဟာသိသစ္စာရှိတာပဲဒီမှာလဲအရွယ်ဆုံးမပါဘူးလားကြီးမှတရားရှာကျင်တာမဟုတ်ပါဘူးအားရှိရင်ငယ်လေးပဲတရားရှာနိုင်တဲ့နှလုံးသားတွေမရှိနေဘူးလားကံဟာသိသစ္စာရှိတယ်ဒါကြောင့်မို့အကြောင်းအကျိုးတရားကိုကြီးကျယ်တယ်လို့ခေါ်မယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာအကြောင်းအကျိုးတရားကြောင့်အထင်အကြောင်းခံကြရတာပါပြုပြင်မှုခံကြရတာပါအကြောင်းကံကြီးကြီးမားမားထူထောင်လာခဲ့တဲ့ပုဂ္ဂိုလ်တွေဟာအကြောင်းတရားရဲ့ဆွဲငင်မှုအကြောင်းတရားရဲ့ထိန်းကျောင်းမှုကိုခံကြရတယ်ထိုက်တန်တဲ့စကားတန်တွေထိုက်တန်တဲ့တရားတန်တွေထိုက်တန်တဲ့ကျင့်ဝတ်ပฏิပတ်တွေကိုကျင့်ခွင့်ရတာဟာဘယ်သူကြောင့်ပဲလဲအကြောင်းကံကောင်းခဲ့လို့ကောင်းသောကံတွေကိုထူထောင်ခဲ့ကြလို့ပဲဖြစ်ပါတယ်ဒါကြောင့်တရားနာပိဋကတွေဒီကြောင်းကျိုးဆက်ပရိစ္ဆာသမုပ္ပါသဘောတရားဟာအလွန်လေးနက်ပါတယ်ဘယ်ဘဝကလာတယ်ပြစ္ဆုတ်ပံဘ
Bawaha, a tape bawago, Pepon Kasi Kantaya, Pepon Kasi Talebi Pipa. Piso Bamboaga, a tape bawarigo, Pepon Takebi. Erago, Piambiro, Nyampi, Totembiro, Dinambo Sura, Imbatan Linede, a Dinyanjibe. Dago, Piashindo. Hodai Manzane, Sunset night on. Senator Duntin Piata, Susuma, Dokero Murago, Pianle, Biro, Poto, Binane, Housero Piagine. Together, Poto, Binambo, address. Briati, Didanaro, Sure, Hedi Bidiga, Dombungu. Piashin letter Dogani, Jenny die on. Dinja, Song Yu. Teresa, Sinjin alone to ye, a netty bego nale on Josa, a net dagu ya on, Chansat dito ye, lesson can de la Kajare. Piashin letter Doronga, sa ye, Yanit dine on do, Mateji, Matejo, Matemo, ah, lo hit Jesu Hale, Matan Jiba. Hedi Dadanaroji, she can be Didambo at Sianet the Gadu. Kanchomi, Jonkami, Ladreviro, a Luluja, Malepide. Siadama Pide, Tadana Wondan Shiandi Begaleve, Dilu Semanet, Drogon Diagu, Loga Dari, Jinjan Jogo, Adukunya, all look. Jusa Jaya Mapide. Yes, I'm Yashin, Michadaro Mukere, Zagane Bioin. Now some people go in a pizza bazine. Papiorale. Tora ban Ria Dragon T. Davi Pitlushin, the Vadurigo, Tora ban T. on Josa Ninjavare, through Nale Davi. Now some big people go in a pizza bazine, the Valua Marele, Lesson can de Sambiro, Tadana, Muse Jigo, Tadana Adegu, Sajayama Pipa. Harry Badi Didanaroji, Tonlin Tensha, the Nibriadi Didanaroji, Tonlin Tensha Shire. Priyatigo chikan tare badi jinsin amandi lokama dege shini dire soyin Niban dagaji go phwinne pugu sora shini oma ba be Phao saro phyaji ke tu achaung kaung phit la do tro kaung tu mapaw pauk khe bu soyin di tayaတွေကိုမကျင့်နိုင်ဘူးဆိုတဲ့ချင်းခွင်လျာကပို့ပြီးတော့အာကြီးနေမှာပါပဲကျင့်ကြံကြိုးကိုအာထုတ်ခွင့်ဆိုတာရတော့မှလည်းမဟုတ်တော့ပါဘူးပါရမီရှင်တွေဟာလည်းပဲငါတို့ပါရမီရှိမှန်းကိုသိခွင့်ရကြပါတော့မလားအေးဒါကြောင့်မို့ဒီလိုတရားမျိုးတွေကိုညီတို့အားလုံးလေးလေးနက်နက်ဖြစ်ကျင့်ကြံကြိုးကိုအာထုတ်ကြရမယ်ဒါတွေကိုကျင့်ကြံကြိုးကိုအာထုတ်ပြီးတော့စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေပါရမီရှင်သူတော်ကောင်းတွေကလည်းပဲမတုံမလုတ်သက်ဝင်ယုံကြည်တဲ့ရိယာသူတော်ကောင်းတို့ရအပ်သောတတ္တတရားမျိုးကိုရရှိရောက်ရှိတဲ့အထိကျင့်ကြံကြိုးကိုအာထုတ်၍ဒီသာသနာတော်ကြီးကိုအရှိခန့်၍တည်တတ်အောင်ကျင့်ကြံကြိုးကိုအာထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့